Okay အားလုံးပဲမင်္ဂလာပါဒီတစ်ခါတော့ကျွန်တော်ဒီဗီဒီယိုဖိုင်မှာကိုကျွန်တော် Facebook account ကိုအပြီးဖြတ်တယ်နီးပေါ့နော် Facebook account ကိုမသုံးအကြောင်းမျိုးကြောင့်မသုံးကျင်တော့ဘူးဆိုရင် Facebook account ဘယ်လိုဖြတ်တယ်လဲဆိုတာကိုကျွန်တော်လာပြီးပြတာပါ Facebook account ဖြတ်ဖို့အတွက်ကျွန်တော်ဒီဖြတ်တဲ့လုံးနီးနှစ်နီးပေါ့နော်လုံးပုံလုံးနီးနှစ်ခုရှိပါတယ်အဲ့နှစ်နီးစလုံးကိုကျွန်တော်လာပြီးရှင်းပြတာပါအားလုံးကျွန်တော်တို့လိုက်လို့ကြည့်အောင် Okay ကျွန်တော်တို့ Facebook app ထဲကိုကျွန်တော်တို့ဝင်လိုက်ရအောင်Okay ကျွန်တော် Facebook ထဲသွားပြီးဒီထိတ်မှာ3ချောင်းရှိတာပေါ့နော်ဒီမှာကျွန်တော်ပြန်ပြပါမယ်နော် Facebook ထဲသွားပြီးဒီ3ချောင်းကိုကျွန်တော်နှိပ်ပေးလိုက်ပါအဲ့လိုပြီးသွားရင်ကျွန်တော်တို့ Facebook ထဲမှာဒီ account setting ဆိုတာကိုကျွန်တော်တို့တွေ့ပါမယ် account setting ဆိုတာကိုကျွန်တော်တွေ့ရင်ကျွန်တော်နှိပ်ပြီးပါနော် account setting ထဲသွားပြီးပြီးရင် security ဆိုတာကျွန်တော်တွေ့မယ်နော်လုံခြုံရေးပါ security ဆိုတာကိုကျွန်တော်တို့နှိပ်ပေးပါ Okay ဒီလိုပေါ်လာပြီဆိုရင်ဒီရဲ့အောက်ဆုံးမှာရှိပါတယ် account D at base ဆိုတာတွေ့ပါနော် account D at base ဆိုတာကိုကျွန်တော်တို့တွေ့ပါမှာ account D at base ဆိုတာလေးကိုကျွန်တော်တို့နှိပ်ပေးပါပြီးရင်ကျွန်တော်တို့ရဲ့ဒီမှာ password ကိုကျွန်တော်တို့ထည့်ဖို့လိုပါတယ် password ကျွန်တော်တို့ထည့်ပေးရမှာပါ Okay မိမိဒီကိုသုံးတဲ့ဒီ Facebook ရဲ့ password ကိုကျွန်တော်တို့ထည့်ပေးရမှာပါOkay ပေါ့နော်ဒီ Facebook account ဘယ်လိုဖြတ်တယ်လဲ Okay ဒီလိုပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာကိုသူကကျွန်တော်တို့ဟိုပေးရမှာပါเนาะကျွန်တော်တို့ဒီမှာ reason တစ်ခုပေးရမှာပါအကြောင်းပြချက်တစ်ခုပေးရပါမယ်အဲ့ဒါကိုဘာလဲဆိုရင်ဒီအောက်မှာရှိပါတယ် this at temporary is the best ဒီရတဲ့ကျွန်တော်ထွေထူးကိုကျွန်တော်လည်းအင်္ဂလိပ်စာသိပြီးတော့မရဘူးပေါ့နော်မရဘူးဒါပေမဲ့ဒီမှာကိုကျွန်တော်ပြမှာပါเนาะဒီကို account ကိုဒီမှာ reason တစ်ခုကိုပေးလိုက်ပါเนาะဟိုကို account ဘာဖြစ်လို့လဲပေါ့နော်ဒီ account ကိုဘာကြောင့်ဖြတ်ချင်တာလဲပေါ့နော်အဲ့လိုမျိုးဒီမှာအကြောင်းအရာတွေအများကြီးရှိပါတယ်ကိုနှစ်သက်ရတစ်ခု reason ပေးလိုက်ပေါ့နော်ဒီကလေးဒီထဲမှာကိုနဲ့ပတ်သက်ရအကြောင်းမပေါ့ဘူးဆိုရင်ဒီအားသားကိုနေပြီးတော့ဒီ box site ထဲမှာကိုဖြတ်ဘာကြောင့်ဒီ account ကိုဖြတ်ချင်တာလဲဆိုတာကိုဒီမှာရေးသားပါပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီ database ဆိုတာတွေ့မယ်နော်အဲ့ဒီ account ကိုနှိပ်ပေးလိုက်လို့ရှိရင်ကျွန်တော်တို့ရဲ့ Facebook account ကပြတ်သွားပါပြီပေါ့နော်ဒါကျွန်တော်ဒီလုပ်တဲ့တနည်းပေါ့နော်ဒီမှာဒါလောက်တဲ့တနည်းပါကျွန်တော်တို့အဲ့ထက်ဝင်ပြီး reason တစ်ခုပေးပါ reason ဆိုတာဒီမှာအကြောင်းပြချက်တစ်ခုခုပေါ့နော်ဒီမှာအများကြီးရှိပါတယ် do not understand you are how to use Facebook ပေါ့နော် I have another ကျွန်တော်မှာရှိပါတယ် account Facebook account ကျွန်တော်မှာအခြားသော Facebook account တစ်ခုရှိပါတယ်အဲ့လိုမျိုးပေါ့နော်ဒီဟာကိုဘာကြောင့်ဖြတ်ချင်တာလဲဆိုတာကိုဒီမှာကို reason တစ်ခုကိုရွေးပြီးတော့ကျွန်တော်တို့ဒီမှာဒီ database ဆိုတာကိုလာပြီးအမှန်ချစ်ပြီပေါ့နော်အဲ့ဒါဆိုလို့ရှိရင်အဲ့ဒါဆိုရင်ကျွန်တော်တို့ရဲ့ Facebook account ကဟိုပြတ်သွားမှာပေါ့နော်အဲ့ဒါကလောက်တဲ့တနည်းပါနောက်တနည်းကြတော့ကျွန်တော်ဗာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကပြန်ပြမှာနော်နောက်တနည်းကြတော့ကျွန်တော်ဒီမှာဟိုပြမယ်ဒီ primer ကိုပြမှာပေါ့နော်နောက်တနည်းကြတော့ဒီထဲမှာပဲကျွန်တော်တို့ပြန်သွားပါနော်အဲ့ဒါတော့ခုန account ဖြတ်တဲ့တနည်းပါနောက်တနည်းကြတော့ဒီမှာပါသွားပြီးသွားရင်ကျွန်တော်တို့ဒီမှာဟိုဒီ၃ချောင်းလေးကိုနှိပ်ပြီးသွားရင်ဒီမှာ have center ဆိုတာတွေ့ပါမှာနော် question မှာပုံစံနဲ့have center ဆိုတော့ကျွန်တော်အကူအညီ center ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ clip နှိပ်ပြီးပေါ့နော်နှိပ်ပြီးသွားရင်ကျွန်တော်တို့ဒီအောက်ကိုသွားပြီးသွားရင်ဒီမှာပါဒီနေရာမှာပါနော် edit your account ပါနော် edit your account ပါတင်းရ account ကိုဒီမှာပါနော် edit your account ဆိုတော့ကိုကျွန်တော်တို့နှိပ်ပြီးလိုက်ပေါ့နော်ဒီဟာကိုလုပ်ပုံလုပ်နည်းနှစ်နည်းကိုကျွန်တော်လာပြီးရှင်းပြတာပါOkay ပြီးတော့ရင် deactivate and deleting your account သင်ရဲ့ account ကိုဖြတ်ဖို့လာပေါ့နော်ဒီမှာကိုကျွန်တော်တို့ deleting and deactivate and deleting your account ဆိုတာကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါ Okay ဒီလိုပြီးသွားလို့ဆိုရင်ဒီမှာကိုသူမေးထားတာပေါ့နော်ဘာကြောင့် why is the difference between ဒီအရာတွေကိုကျွန်တော်မရှင်းပြတော့ delete my account ပေါ့နော်ဘာကြောင့်ဖြတ်ချင်တာလဲဆိုတော့ကိုသူမေးတာပေါ့နော်အများကြီးပဲအဲ့ဒါကိုကျွန်တော်ဗမာလဲဆိုလို့ရှိရင်ကျွန်တော်တို့မှာဒီနေရာပါပေါ့နော် how to permanently delete my account ဆိုတာကိုကျွန်တော်တို့နှိပ်ပြီးပါမယ်ဒီနေရာပေါ့နော်ကျွန်တော်တို့၄ချောင်းမြတ်ပေါ့1နဲ့3ဘာမှမသိရလို့ဆိုလို့ရှိရင်တော့၄ချောင်းမြတ်ကိုယူလိုက်ပေါ့နော် how do I permanently delete my account ဆိုပါအဲ့ဒီကောင်ကိုကျွန်တော်တို့နှိပ်ပြီးလိုက်ပါ Okay ဒီလိုပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီမှာကိုတွေ့ရပါမှာเนาะဒါတွေကတော့အင်္ဂလိပ်စာတွေဖြစ်နေတယ်ဖြစ်နေတယ်ဆိုပေမဲ့လည်းဟိုပေါ့နော်ဘာမှမသိလို့ရှိရင်ဘာမှမဖတ်တတ်ဘူးလည်းကိစ္စမရှိဘူးเนาะကျွန်တော်လုပ်တဲ့အတိုင်းကိုလိုက်လုပ်ကြည့်ပါเนาะပြီးသွားရင်ကျွန်တော်တို့မှာ delete with no option for recover log into your account and let you know နဲ့အဲ့ဒါမှကျွန်တော်တို့เนาะဒီ let you know ဆိုတာကိုကျွန်တော်တို့နှိပ်ပြီးပါเนาะဒီမှာအစာသားလေးဖြစ်မဲ့ let you know ကျွန်တော်တို့နှိပ်ပေးလိုက်ပါပြီးရင်ကျွန်တော်ဒီမှာဟို
password ထည့်ပေးပေါ့နော် password ထည့်ပေးရပါမယ် password ကျွန်တော်တို့ဒီ Facebook ရဲ့ password ကိုထည့်ပေးရမှာနော် confine Facebook account deletion ဆိုကျွန်တော် Facebook account ကိုဖျက်ဖို့ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့မှာ Facebook ခုနလို Facebook account ထည့်ပေးပါပြီးရင် sms ဆိုတော့ကျွန်တော်နှိပ်ရင်ကျွန်တော် Facebook account ပြတ်ပြီပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒါ Facebook account ဖျက်တဲ့နှစ်နည်းပေါ့နော်လောက်တဲ့ဒီနည်းကိုကျွန်တော်လာပြီးပြတာပေါ့နော်ကျွန်တော်တော့မဖျက်ဘူးဒီမှာ password ထည့်ပေးပါပြီးရင်ဒီမှာ sms ဆိုတော့နှိပ်လိုက်ရှင်ကျွန်တော်ရဲ့ Facebook account ကိုပြတ်သွားမှာဖြစ်ပါတယ်ဒါကိုကျွန်တော် Facebook ဒါကိုလေးလာထားပါတော့ကိုမလုပ်ချင်ဘူးဆိုရင်တော့ကို Facebook account ကိုဘယ်လိုဖြတ်တယ်လဲဆိုတာကိုကျွန်တော်ဒီ video file မှာလာပြီးရှင်းပြတာဖြစ်ပါတယ်ဟိုအားလုံးဒီအခု live လို့ကျွန်တော်တင်ပေးတဲ့ video file လေးကိုเนาะဟိုအနည်းငယ်နားလဲမယ်ဆိုရင်ဟိုကြည်နေတာပေါ့เนาะတင်ပေးရကြလို့နဲ့ပါတယ်ဟိုเนาะအားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ် bye bye